သားသုံးသူအခွင့်အရေးရဲ့ရှေ့ဆောင်သို့မဟုတ် RAF နေတာနဲ့တာဝန်ယူမှုရှိသောလူ့အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်ခြင်းဒီနေ့ခေတ်မှာကျွန်တော်တို့အားလုံးဟာဝယ်ယူသုံးစွဲသူတွေအနေနဲ့ဘေးကင်းလုံခြုံတဲ့ထုတ်ကုန်တွေမျှတတဲ့ဈေးနှုန်းတွေနဲ့ပွင့်လင်းမြင်သာတဲ့အချက်အလက်တွေကိုရရှိပိုင်ခွင့်ရှိရလို့အားလုံးယုံကြည်နေကြပါတယ်။ဒါပေမဲ့ဒီအခွင့်အရေးတွေဒီရပိုင်ခွင့်တွေဟာအလိုအလျောက်ရရှိလာခဲ့တာမျိုးတော့မဟုတ်ပါဘူး။ရှေ့မှာရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြတဲ့စားသုံးသူအခွင့်အရေးလှုပ်ရှားသူတွေရဲ့ကြိုးပမ်းအထောက်မှုတွေရဲ့ရလဒ်ဒီပွင့်တွေပဲဖြစ်ပါတယ်။ဒီလိုအရေးပါတဲ့တိုက်ပွဲဝင်ခဲ့တဲ့ပုံကိုယ်တွေတဲကတူကတော့ American ပြည်အောင်စုရှင်သန်လှုပ်ရှားခဲ့တဲ့ RAF နေတာဆိုတဲ့ပုံကိုယ်ပဲဖြစ်ပါတယ်။သူကိုခေတ်သစ်စားသုံးသူအခွင့်အရေးလှုပ်ရှားမှုရဲ့ဖခင်ဖြစ်တစ်ကမ္ဘာလုံးကအတိမတ်ပြုခဲ့ကြပါတယ်။သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာလည်း corporation တွေနဲ့အစိုးရကိုပြည်သူအကျိုးစီးပွားအတွက်တာဝန်ယူမှုရှိအောင်ဖိအားပေးခြင်းဖြင့်ကမ္ဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာအောင်ဖန်တီးခဲ့သူဖြစ်ပါတယ်။တရားမျှတမှုကိုရှာဖွေသူဥပဒေပညာရှင် RAF နေတာကို1934ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှာ American ပြည်ထောင်စု Connecticut ပြည်နယ် Winston မြို့မှာမွေးဖွားခဲ့ပါတယ်။သူရဲ့မိဘတွေကလက်ဘနွန်လူမျိုးပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။ American လူ့အဖွဲ့အစည်းတွင်မှာတရားမျှတမှုနဲ့တာဝန်ယူမှုရှိရေးအတွက်သူ့ကိုသူ့မိဘတွေကအလေးပေးသင်ကြားပြသခဲ့ပါတယ်။နေတာဟာ Princeton တက္ကသိုလ်နဲ့ Harvard ဥပဒေကျောင်းတွေကနေဘွဲ့ရရှိခဲ့တဲ့နှက်မြက်တဲ့ထူးချွန်တဲ့ဥပဒေပညာရှင်တူဖြစ်လာခဲ့ပါတယ်။ဥပဒေပညာကိုသင်ယူနေစဉ်တောတွင်မှာပဲကြီးမားတဲ့ကုမ္ပဏီတွေ large corporation တွေနဲ့အစိုးရအဖွဲ့အစည်းတွေရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေကိုသူဟာသတိပြုမိခဲ့ပါတယ်။သူဟာတာမန်ပြည်သူတွေရဲ့ခွင့်ရေးကိုကာဝယ်ဖို့နဲ့အင်အားကြီးမားတဲ့အဖွဲ့အစည်းတွေကိုတာဝန်ယူမှုရှိအောင်ဖိအားပေးဖို့လိုအပ်တယ်လို့သူကတဖြည်းဖြည်းနဲ့ခံယူလာခဲ့ပါတယ်။မော်တော်ကားလုပ်ငန်းကိုတုံ့လုပ်စေခဲ့သောစာအုပ် And Safe at Any Speed RAF နေတာရဲ့နာမည်ကိုတစ်ကမ္ဘာလုံးကစတင်ပြီးတော့လူအများစတင်ပြီးသိလာစေခဲ့တာကတော့1965ခုနှစ်မှာထုတ်ဝေခဲ့တဲ့သူ့ရဲ့နာမည်ကျော်စာအုပ် And Safe at Any Speed The Design and Dangers of the American Automobile စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာသူက American မော်တော်ကားလုပ်ငန်းကြီးတွေအထူးသဖြင့် General Motors GM ရဲ့ model တချို့ကားတွေဟာဘေးကင်းလုံခြုံမှုချွင်းချက်တွေရှိနေတာကိုပေါ်ထုတ်ထောက်ပြခဲ့ပါတယ်။ကားကုမ္ပဏီတွေဟာအမျက်စွန်းတွေအတွက်လူတွေရဲ့အသက်သုံးစွဲသူတွေရဲ့အသက်ကိုဗရာနာမထားပဲဘေးကင်းရေးကိုလစ်လူရှုထားတယ်လို့သူကပြင်းပြင်းထန်ထန်ဝေဖန်ရှုံချခဲ့ပါတယ်။ဒီစာအုပ်ဟာကြီးမားတဲ့အငြင်းပွားမှုတွေကိုနောက်ဆက်တွဲဖြစ်ပေါ်စေခဲ့ပါတယ်။ General Motors Company ကနေတာရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးဖို့အတွက်သူ့ကိုစုံစမ်းထောက်လှမ်းတာတွေဖိအားပေးတာတွေလုပ်လာခဲ့ပါတယ်။ဒါပေမဲ့နေတာကတော့နောက်မဆုတ်ပဲရဲရဲဝံ့ဝံ့ဆက်လက်ပြီးတော့ထောက်ပြတိုက်ပွဲဝင်ခဲ့ပါတယ်။လှုံ့ဆော်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ GM ကုမ္ပဏီကသူ့ကိုလူသိရှင်ကြားတောင်းပန်ခဲ့ရပြီးတော့ကြော်ကြီးပေးအပ်ခဲ့ရပါတယ်။ဒီဖြစ်ပျက်တွေက RAF နေတာကိုနိုင်ငံကျော်သူရဲကောင်းတစ်ယောက်ဖြစ်စေခဲ့ပါတယ်။သူ့ရဲ့ကြိုးပမ်းမှုတွေကြောင့် American Congress လွှတ်တော်ကမျိုးသားအဆင့်ရင်လန်းချောင်းနဲ့မော်တော်ကားအန်ဒီရဲ့ဘေးကင်းရေးဥပဒေ1966ကိုထုတ်ပြန်တည်ပြုခဲ့ပါတယ်။ဒီဥပဒေကကမ္ဘာပတ်ရန်လိုအပ်ချက်4-8စနစ်စတာတွေကိုမော်တော်ကားတွေမှာထည့်သွင်းဖို့အတွက်စတင်လမ်းကြောင်းဖွင့်ပေးခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ကျေပြန့်တဲ့စားသုံးသူအခွင့်အရေးလှုပ်ရှားမှု And Safe at Any Speed စာအုပ်ရဲ့အောင်မြင်မှုက RAF နေတာရဲ့လှုပ်ရှားမှုကိုရှိန်အောင်ဆက်လက်မြင့်တင်ပေးခဲ့ပါတယ်။သူဟာမော်တော်ကားဘေးကင်းရေး area နယ်ပယ်တစ်ခုရဲ့တင်မကပါဘူး။အခြားနယ်ပယ်အများပြားမှာလည်းစားသုံးသူတွေဝယ်ယူသုံးစွဲသူတွေနဲ့ပြည်သူအကျိုးစီးပွားအတွက်သူဟာဆက်လက်ရုန်းကန်တိုက်ပွဲဝင်ခဲ့ပါတယ်။လုပ်ငန်းခွင်ဘေးကင်းရေးအလုပ်သမားတွေရဲ့လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေးအတွက်လည်းသူဟာတက်ကြွစွာလှုပ်ရှားခဲ့ပါတယ်။သူရဲ့စီယုံမှုတွေကတစ်ဆင့်လုပ်ငန်းခွင်ဘေးကင်းရေးနဲ့ကျန်းမာရေးစီမံအုပ်ချုပ်မှုအဖွဲ့ OSHA Occupational Safety and Health Administration ပေါ်ပေါက်လာဖို့အတွက်အဓိကတွန်းအားဖြစ်စေခဲ့ပါတယ်။ဒါဟာ American ပြည်ထောင်စုမှာဖြစ်ထွန်းတိုးတက်လာခဲ့တဲ့လှုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးသဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုလေထုနဲ့ရေထုညဉ့်ဉန်းမှုတွေအပေါ်မှာလည်းသူဟာအလေးပေးထောက်ပြပြောဆိုခဲ့ပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Agency EPA လို့အဖွဲ့အစည်းတွေကိုပုံမထိရောက်ဖို့လှုံ့ဆော်ခဲ့ပါတယ်။စားသုံးသူထုတ်ကုန်ဘေးကင်းရေးအစားအစာဆေးဝါးနဲ့အခြားစားသုံးသူထုတ်ကုန်တွေရဲ့ဘေးကင်းလုံခြုံမှုအတွက်စီမင်းစည်းကမ်းတွေကိုပုံမတင်းကျပ်ဖို့ control လုပ်ဖို့ monitor လုပ်ဖို့သူဟာတောင်းဆိုခဲ့ပါတယ်။အစိုးရတာဝန်ယူမှုရှိရေးအစိုးရအဖွဲ့အစည်းတွေရဲ့ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုရှိရေးအတွက်လည်းသူဟာအဆက်မပြတ်ဖိအားပေးခဲ့ပါတယ်။နေတာဟာနာမည်ကျော်လူငယ်တက်ကြွလှုပ်ရှားသူအဖွဲ့တွေကိုဦးဆောင်ခဲ့ပြီးတော့ကြီးမားတဲ့စီးပွားရေး corporation တွေအစိုးရအဖွဲ့အစည်းတွေအနေနဲ့မမှန်ကန်မှုတွေမလုပ်အောင်စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။သူဟာ American သမ္မတရွေးကောက်ပွဲမှာလည်းအကြိမ်ကြိမ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပူပါတယ်။ပြည်သူအရေးကိုရှေ့တန်းတင်ခဲ့တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုမြင့်တင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ RAF နေတာဟာဒီနေ့ခေတ်မှာသက်60ကျော်ပြီဖြစ်ပေမဲ့
ပြည်သူ့အကျိုးစီးပွားအတွက်ဆက်လက်တက်ကြွလှုပ်ရှားဆောင်ရွက်နေစေဖြစ်ပါတယ်။သူရဲ့အကြီးမားဆုံးလက်ဆင့်ကမ်းခဲ့တဲ့အမွေအနှစ်ကတော့စားသုံးသူအခွင့်အရေး customer rights ဆိုတဲ့ယူဆကိုလူအများနားလည်အောင်လက်ခံလာအောင်လှုပ်ဆောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။သူရဲ့ကြိုးပမ်းမှုတွေမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာဒီနေ့လိုဘေးကင်းလုံခြုံတဲ့ထုတ်ကုန်တွေနဲ့မျှတတဲ့စီမင်းစည်းကမ်းတွေကိုရရှိနိုင်မှာမဟုတ်ပါဘူး။ဒါဟာတစ်ကမ္ဘာလုံးအတွက် RAF နေတာရဲ့အကျိုးပြုခဲ့တဲ့ပိုင်းဖြစ်ပါတယ်။နေတာပြည်သူတူချင်းစီမှာလူသားတူချင်းစီမှာကြီးမားတဲ့စွမ်းအားတွေရှိတယ်ဆိုတာကိုယုံကြည်ခဲ့သူဖြစ်ပါတယ်။သူကလူအများအတူတကွပူးပေါင်းပြီးအာဏာကြီးမားတဲ့အဖွဲ့အစည်းတွေကိုစိန်ခေါ်နိုင်ကြောင်းမှန်ကန်တဲ့ကောင်းမွန်တဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဖန်တီးနိုင်ကြောင်းသူကသက်သေပြခဲ့ပါတယ်။ RAF နေတာဟာစားသုံးသူအခွင့်အရေးရဲ့ရှေ့ဆောင်တရားမျှတမှုအတွက်အသံတွေကိုမြင့်တင်ခဲ့သူတောင်းယူမှုရှိတဲ့လူအဖွဲ့အစည်းတစ်ရပ်တိဆောက်ဖို့အတွက်မိမောင်းထိုးလမ်းကြောင်းပြသခဲ့သူသူဟာသာရလမ်းပြပေးနေမဲ့မိရှုတစ်စောင်းတစ်ပွင့်ဖြစ်ပါတယ်